အသက်တွေလည်းတည်းခဲ့ရတယ်သူတို့ဘဝတွေရဲ့တွေးကြည့်နာတရားခွဲကိုချင်းစာစိတ်ကလေးနဲ့ဝိုင်းဝန်းလို့ကူညီကရဲ့တက်နိုင်တဲ့လောက်လူရန်ကြမယ်အလူရှင်များရဲ့အရှိကိုလူကန်ကားလေးရောက်လို့လာပြီးွယ်